ကမ္ဘာမြေပုံပေါ်မှာအစ္စလမ်ကမ္ဘာရဲ့ပထမဦးဆုံးသောနျူကလ িয়ার စမ်းသပ်မှုကို1998ခုနှစ်မေလ28ရက်နေ့မှာပါကစ္စတန်နိုင်ငံကအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာတော့ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့ကြိုးပမ်းမှုတွေ၊ပြို့ဝှက်ချက်တွေနဲ့နိုင်ငံရေးပဋိပက္ခတွေဟာအများကြီးရှိခဲ့တယ်။အိန္ဒိယနိုင်ငံရဲ့ချင်းချောက်မှုအောက်မှာပါကစ္စတန်နိုင်ငံကဘယ်လိုနည်းနဲ့ဒီလောက်ကြီးမားတဲ့လက်နက်ကိုပိုင်ဆိုင်နိုင်အောင်လှုပ်ဆောင်ခဲ့လဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပါ။ပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার အိမ်မက်ဟာအိန္ဒိယနိုင်ငံနဲ့အဓိကတိုက်ရိုက်ကြီးကိုပတ်သက်နေပါတယ်။1948ခုနှစ်မှာဗြိတိရှတို့စီကနေလွတ်လပ်ရေးရပြီးကတည်းကဒီနိုင်ငံနှစ်နိုင်ငံဟာရန်သူတွေဖြစ်သွားခဲ့ကြတယ်။အထူးသဖြင့်1965ခုနှစ်တုန်းကစစ်ပွဲမှာဆိုရင်ပါကစ္စတန်နိုင်ငံဟာစစ်ရေးအရအားနည်းချက်တွေရှိနေတာကိုသတိပြုမိခဲ့တယ်။1982ခုနှစ်တုန်းကအရှေ့ပါကစ္စတန်အဖြစ်ကနေဘင်္ဂလားဒေ့ရှ်ဆိုပြီးတော့ခွဲထွက်သွားခဲ့တဲ့စစ်ပွဲမှာပါကစ္စတန်နိုင်ငံအရှက်တကွဲရှုံးနိမ့်ခဲ့ရတာဟာနျူကလ িয়ার လက်နက်ကိုမဖြစ်မနေပိုင်ဆိုင်ရမယ်ဆိုတဲ့တွန်းအားကိုဖြစ်ပေါ်စေခဲ့တယ်။1982ခုနှစ်မှာဝန်ကြီးချုပ်ဘူရိုကပါကစ္စတန်နိုင်ငံသားတွေမျက်စားရရင်တောင်မှကိုယ်ပိုင်နျူကလ িয়ার ဘုံးကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ကြွေးကြော်ခဲ့တယ်။1984ခုနှစ်မှာအိန္ဒိယနိုင်ငံကနျူကလ িয়ার လက်နက်ကိုစမ်းသပ်လိုက်တဲ့အခါမှာတော့ပါကစ္စတန်နိုင်ငံအတွက်ရွေးချယ်စရာနောက်ဆုတ်စရာလမ်းမရှိတော့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကပါကစ္စတန်နိုင်ငံမှာနည်းပညာရောကုန်ကျန်းမာမရှိသေးဘူးဖြစ်နေတယ်။အဲ့ဒီအချိန်မှာပဲပါကစ္စတန်အတွက်ကယ်တင်ရှင်တယောက်ပေါ်လာပါတော့တယ်။အဲ့ဒီကယ်တင်ရှင်ကတော့ဒေါက်တာအေဂျူခန်းဖြစ်ပါတယ်။သူကနယ်သာလန်နိုင်ငံရဲ့နျူကလ িয়ার ဓာတ်ခွဲခန်းတစ်ခုမှာအလုပ်လုပ်နေတဲ့သိပ္ပံပညာရှင်တယောက်ပါ။သူဟာယူရေနီယံတန့်စင်တဲ့နည်းပညာတွေကိုရယူပြီးပါကစ္စတန်နိုင်ငံကိုပြန်လာခဲ့ပါတယ်။သူဟာကာဟူတာမှာလျှို့ဝှက်ဓာတ်ခွဲခန်းကိုတည်ဆောက်ပြီးယူရေနီယံဘုံးလုပ်ဖို့နည်းပညာကိုအပတ်တကုတ်စူးစမ်းပြီးရှာဖွေဖော်ထုတ်ခဲ့ပါတယ်။80ခုနှစ်တွေမှာအမေရိကန်နိုင်ငံကပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার စီမံကိန်းကိုသိပေမဲ့မျက်စိမှိတ်ပေးထားခဲ့တယ်။ဘာလို့လဲဆိုရင်တော့ဆိုဗီယက်ကိုရင်ဆိုင်ဖို့အတွက်ပါကစ္စတန်နိုင်ငံရဲ့အကူအညီကိုအမေရိကန်တွေကလိုအပ်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပါကစ္စတန်နိုင်ငံကနျူကလ িয়ার နည်းပညာကိုအရှိန်ဟုန်နဲ့ဇက်တိုက်ကိုတိုးမြင့်နေခဲ့တယ်။ဒါပေမဲ့1990ခုနှစ်မှာဆိုဗီယက်တပ်တွေဆုတ်ခွာသွားတဲ့အခါမှာတော့အမေရိကန်ကပါကစ္စတန်အပေါ်စီးပွားရေးပိတ်ဆို့မှုတွေကိုချက်ချင်းပြုလုပ်ခဲ့တယ်။1998ခုနှစ်မေလ17ရက်နေ့မှာအိန္ဒိယနိုင်ငံကဒုတိယအကြိမ်နျူကလ িয়ার စမ်းသပ်လိုက်တယ်။ကမ္ဘာကြီးကပါကစ္စတန်နိုင်ငံကိုတီးခံဖို့အတွက်အများကြီးတောင်းဆိုခဲ့ပေမဲ့သူတို့တွေကလက်မခံဘဲပြင်းပြင်းထန်ထန်နဲ့ကိုတုံ့ပြန်ခဲ့တယ်။မေလ28ရက်နေ့မှာတော့ပါကစ္စတန်နိုင်ငံကချာကိုင်တောင်တန်းမှာနျူကလ িয়ার ကို9ကြိမ်ဆက်တိုက်စမ်းသပ်ပြီးသူတို့ဟာကမ္ဘာကြီးရဲ့9ခုမြောက်နျူကလ িয়ার အင်အားကြီးနိုင်ငံဖြစ်လာပြီးဖြစ်ကြောင်းကိုဂုဏ်ယူစွာနဲ့ကြေညာခဲ့တယ်။ဒီနေ့ခေတ်မှာဆိုရင်ပါကစ္စတန်နိုင်ငံဟာနျူကလ িয়ার ထိပ်ဖူးပေါင်း160ကျော်ကိုပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီပမာဏဟာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်လို့တော့သူတို့ကဆိုပါတယ်။ဒါပေမဲ့ဒီနျူကလ িয়ার လက်နက်တွေကကမ္ဘာငြိမ်းချမ်းရေးအတွက်ချင်းချောက်မှုတစ်ခုလားဒါမှမဟုတ်စစ်မဖြစ်အောင်ကာကွယ်ဟန့်တားမှုတစ်ခုလားဆိုတာကတော့ရင်းကုန်စရာတစ်ခုဖြစ်နေသေးပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပပူတူတာတွေအတွက်လည်း like and subscribe လုပ်ပေးခဲ့ကြပါဦး